拜拜，小孩，再会爸爸嘞。 အခုကရှစ်မိုင်ကနေဖူခက်3ရက်ခီးစဉ်လေးဖြစ်ပါတယ်။လိုးစီစဉ်ဖြစ်တာကြောင့်ရှစ်မိုင်ကနေဖူခက်ကို flight ticket round trip ကိုမှတအူး9000ဘတ်ဝန်းကျင်ပဲကြာတင်ခဲ့ပါတယ်။ high season ဆို2ဆလောက်ဈေးတက်နိုင်ပါတယ် ကဲခုကဖြူတို့ဖုတ်ခဲလေးစိတ်ကိုရောက်ပါပြီ။သွားမယ်မသိဘူး။ဂရက်လေအဲ့ဆိုလှလောက်တယ်နော်။မီးထွန်းလိုက်အခုဖြူတို့ဒီလေးစိတ်ကနေပြီးတော့ပတောင်ကန်းရှိကိုသွားနေရပေါ့နော်။ပတောင်ကန်းရှိကိုတော့တနင်္လာရီလောက်တော့ထပ်သွားရအောင်မယ်။ ။အဲမဲဟိုတယ်ကိုတော့ရောက်ပါပြီ။မနက်စာမပါတည1200ဘတ်ဆိုတော့နည်းနည်းဈေးကြီးရလို့တော့ပြောရမယ်ပေါ့နော်။အထုပ်တွေပါတွေချပြီးဖူခက်မျိုးရဲ့နာမည်ကြီးမသွားမနေရအိုတောင်းကိုခီးဆက်နှင်ခဲ့ပါတယ်။ဒါကအိုတောင်းရှိတက်တဲ့မှာတွေ့ရတဲ့အထင်ကြီးကနိုင်စီပါ။အိုတောင်းနဲ့ဝင်တာနဲ့ကျွန်တော်သတိထားမိတာကတလန်လုံးအဆောက်အုံတစ်ခုချင်းစီမတူညီတဲ့အယောင်လေးတွေရှယ်ထားတာပါအပြင်မှာကြည့်ရတာတော်တော်လေးလှပါတယ်နောက်ထပ်ထူကြတာကဒီဈေးရဲ့တဝက်လောက်ကကျွန်တော်တို့ရွှေမြန်မာတွေကြည့်ပါပဲဘယ်ဆိုင်ဝင်မြန်မာလိုအားရပါရပြောလို့ရပါတယ်ဒါပေမဲ့ဈေးတော့စစ်လို့မရပါဘူးအောက်က fashion လို့နဲ့ဒါခါလေးအုတ်ထုတ်ကဝမ်းစကဝယ်လိုက်လို့ရတာ လမ်းကြားလေးတွေဆိုင်လေးတွေကိုမင်းကလေးအကြိုက်ရှေ့ဆရာကောင်းအောင်ဖန်တီးပေးထားတာဆိုတော့ကျွန်တော်တပ်ပုံရိုက်ပေးရတာလဲမောပါတယ်အိုးတောင်းတဲ့2နာရီလောက်စိတ်ကြိုက်လဲပတ်ပြီးတော့ကျွန်တော်တို့ဟိုတယ်ကိုပြန်ခဲ့လိုက်ပါတယ် ကဲဖြူတို့အခုတဲမဲဟိုတယ်ကိုတော့ရောက်ပါပြီဒီနေ့ကတော့ကျွန်းပတ်တွေတော့မရောက်ဖြစ်တော့ဘူးဒီဖုကတ်မှာရှိတဲ့မြို့တွေကအိုထောင်းတွေကိုပဲလက်ပဲဖြစ်ခဲ့တယ်ကဲဒေတူမှာပြန်ဆောင်ကြမယ်ဘိုင်ဘိုင်